ရည်ရင်ရှိတဲ့သူတွေနေရာရှိတယ်တန်ဖိုးရှိတယ်အဲကြောင့်လူကတန်ဖိုးရှိအောင်နေရတယ်ဘောပေါက်ရလားတန်ဖိုးမဲ့မနေရဘူးနော်တန်ဖိုးမဲ့နေလူကအလကားလူဖြစ်သွားတာမင်းတို့အလကားလူလို့ပြောရင်ကြိုက်အဲ့ဒါဆိုတကယ်လူဖြစ်အောင်လို့တကယ်လူဖြစ်ရှင်တန်ဖိုးနဲ့တည်ဆောက်ရတယ် valuable person ဆိုတာတန်ဖိုးရှိတယ်စာဖက်ဥဒသက်နဲ့ဖြစ်လာတာမဟုတ်ဘူးအလုံးလုံးဥဒသက်နဲ့ဖြစ်လာတာမဟုတ်ဘူးအချိန်ယူပြီးစနစ်တကျတည်ဆောက်ခဲ့ရဘောပေါက်ရလားအဲ့ဒါကြောင့်တော့တန်ဖိုးတက်လာတာတန်ဖိုးမဲ့နေရမလားမနေရဘူးတန်ဖိုးမဲ့နေဘယ်လိုလူဖြစ်မလဲတန်ဖိုးရှိအောင်နေတကယ်လူဖြစ်မယ်တကယ်လူဖြစ်ရင်အရေးပါအရာရောက်ပြီလူရဝင်လာလူသရာပတ်ဝန်းကျင်ရဲ့ယုံကြည်မှုလေးစားမှုမရရင်ဘယ်တော့မှမအောင်မြင်ဘူးပတ်စံမရှိရင်ရတယ်ပတ်စံမရှိလဲဒီဘွားရှာလို့ရယုံကြည်မှုမရှိရင်ပတ်စံဘလောက်ရှိမင်းနဲ့အလုပ်လုပ်ချင်တဲ့သူမရှိဘူးစီးပွားရှာတဲ့နေရာမှာအရေးကြီးဆုံးယုံကြည်မှုပဲယုံကြည်မှုရှိရင်မင်းအရေးချင်းတဲ့ထိုက်တန်တဲ့ဟာဒါတို့မျိုးအရေးချင်းတဲ့ထိုက်တန်တဲ့ဟာကိုသူ့ရဲ့သစ္စာရှိမှုဂတိတည်မှုကြိုးစားအားထုတ်မှုကိုအသိမှတ်ပြုခြင်းလို့ပတ်ဝန်းကျင်ကနေဝိုင်းပြီးတော့ကူညီခြင်းလို့လူတွေ automatic ပေါ်လာလိမ့်မယ်ဆွေမျိုးတွေကလည်းမဟုတ်ဘူးမိတ်ဆွေတွေကလည်းမဟုတ်ဘူးဒီခါတည်းကဘယ်ကရောက်လို့ရောက်လာကြောင်းမသိမျောနေကြမလို့ဘူးဆွေမျိုးတွေမျောတာမှမျက်နှာလေးငဲနေရတယ်